ဟုတ်ပြီဆရာတို့ဒီ computer ကနေပြီးတော့ internet ကနေပြီးတော့ information တွေကိုရယူချင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီလို information တွေကိုရယူချင်တယ်ဆိုရင်ဘာ application တွေသုံးရမလဲဆိုရင်ဆရာတို့ web browser တွေသုံးရတယ်ကျလားဘာတွေသုံးရမလဲ web browser ဟုတ်ပြီနော်အဲ့တော့လက်လန်းမီယာပေါ့ဆရာတို့အသုံးများတဲ့ web browser လေးတွေဆရာတို့သုံးကြည့်မယ်ပေါ့နော်သုံးရမှာဘာလုပ်ရမလဲဆိုတော့ internet သုံးပြဖို့လိုအပ်တဲ့ software တွေက web browser ဟုတ်လားခုလက်ရှိဆရာတို့အသုံးများနေရဆိုရင်ဒီ Windows 11မှာပေါ့နော်ဒီ Windows 10စပြီးတော့ Windows Operation System မှာ built-in အနေနဲ့ထည့်ပေးလိုက်တဲ့ browser 2မျိုးရှိတယ်အဲ့ဒါပါလဲဆိုတော့ Microsoft Internet Explorer လို့ခေါ်တဲ့ browser တစ်မျိုးရဲ့เนาะဒီ Windows Google ကုမ္ပဏီကထုတ်တဲ့ Chrome browser ကိုပြန်ပြီးတော့ modify လုပ်ထားတဲ့ Microsoft Edge ရဲ့ပေါ့နော်အဲ့ဒီ browser လေးရှိတယ်သူ original browser ပေးတယ်အနေနဲ့ပါလာပြီးသားပေါ့နော် Microsoft Edge လေးကိုတုံးပြီးတော့ကျွန်တော် browser လေးတွေတုံးပြီးတော့ internet ကို access လုပ်လို့ရတယ်ဟုတ်ပြီလားအဲ့တော့ internet ကနေကျွန်တော်ဘာတွေယူမလဲဆိုတော့ information တွေရယူမယ် information တွေပို့မယ်အဓိကတော့ information တော့ပဲတုံးတာပေါ့နော် information and telecommunication ပေါ့ဟုတ်လားကောင်းပြီကျွန်တော် Microsoft Edge ကိုဖွင့်လိုက်မယ်အဲ့တော့ဖွင့်လိုက်ပြီဆိုရင်သူကဘာလေးပေါ်လာမလဲဆိုရင် new tab အနေနဲ့ပေါ်လာမယ်နောက်ဒီနေရာမှာ close button ရှိမယ်နောက်နောက်ထပ် new tab ကိုထုတ်လို့ရတယ် tab bar လေးပေါ်လာဟုတ်လားအဲ့တော့ဒီနေရာကြီးကိုဆရာတော့ဘာလို့ခေါ်လဲဆို tab bar လို့ခေါ်တယ်နော်ဒီမှာ new tab ဆိုပြီးတော့ new tab တွေအများကြီးခွဲထုတ်ထားလို့ရတယ်အဲ့ tab တွေရဲ့အလုပ်ဆောင်ချက်ကဘယ်လိုလုပ်တာလဲဆိုရင်ဒီ tab တစ်ခုဟာ website တစ်ခုကို access လုပ်လို့ရတယ်ထားပါတော့ဆရာဒီမှာ YouTube ကို access လုပ်မယ်ဟုတ်ပြီနော်ဟုတ်ပြီဒီဘက်မှာကြာဆရာ Google ကို access လုပ်မယ်ဟုတ်ပြီဒီဘက်မှာကြာဆရာ Wikipedia ကို access လုပ်မယ်ဟုတ်ပြီနော်Wikipedia မြန်မာကိုထားပါတော့ဟုတ်ပြီဆိုရင်တော့ဒီ tab လေးတွေက website တွေတစ်ခုနဲ့တစ်ခုခွဲပြီးတော့ကြည့်လို့ရအောင်ထုတ်ထားပေးရပါတော့ဟုတ်ပြီလားဒီ website tab လေးတွေအောက်မှာကြာဆရာတို့ဗာလေးပါမယ်ဆိုရင် web address ထည့်လို့ရတယ် address bar ပါမယ်နော် address bar ပါမယ်ဒီမှာတော့ reload button နဲ့ back and forward button ရှိမယ်ဟုတ်လားဒီဘက်မှာတော့ဆရာတို့ split screen အနေနဲ့သုံးလို့ရတဲ့ဟာတွေရှိမယ်ဆိုရင်တော့ဆရာတို့ split screen နဲ့လေးတယ်ဆို website နှစ်ခုလုံးတစ်ပြိုင်တည်းကြည့်လို့ရအောင်ခွဲထုတ်ပြီးသုံးလို့ရတာမျိုးလည်းရှိတယ်နောက်တစ်ခုကကိုအမြဲကြည့်နေကြ website ကိုအမြဲတမ်းဝင်သုံးနေတဲ့ website တွေကို favorite အနေနဲ့မှတ်ထားတဲ့ကောင်တွေရှိမယ်နောက်တစ်ခုကကို collection လုပ်ထားတဲ့ website တွေရှိမယ်ဟုတ်ပြီနော်ဒီဘက်တော့ခုနောက်ဆုံးထွက်တဲ့ essential browser ဆိုပြီးတော့ browser နဲ့ essential ပေးတဲ့ကောင်တွေကိုကြည့်ရမှာပေါ့နော်ဒီ browser နေပြီးတော့ performance ဘယ်လောက် control လုပ်မယ် download တွေဘာတွေ download လုပ်ထားတယ် internet မှာရှိတဲ့ engine တွေဘယ်လိုပေါ့နော်စသဖြင့်ပေါ့ဒီသူ့ရဲ့ function အသစ်ကလေးပါလာပေါ့ browser essential ဆိုပြီးဟလားဒီဘက်မှာတော့ဒီ Microsoft Edge ရဲ့အခုနောက်ဆုံးထွက်တဲ့ code ပိုင်းလို့ပေါ့နော် AI editor တစ်ခုပေါ့အဲ့ဒီကောင်လေးပါလာမယ်ဟလားအဲ့တော့ဆိုရင်တော့ဒီမှာဒါ browser တစ်ခုလို့ဆိုရပေါ့နော်အဲ့ browser ကနေပေါ့ဆရာတော့ information တွေကိုဘာလုပ်မလဲရှာဖွေနားလဲလားအဲ့တော့ဒီနေရာမှာ tab bar ရှိမယ်ဒါလေးက address bar ရှိမယ်ဟုတ်ပြီနော် tab bar ရဲ့ညာဘက်တောင်စုံလေးမှာ minimize ရှိမယ် restore down to mode close ရှိမယ်ပြီးရင် close button ရှိမယ်အဲ့တော့ဒီ Windows 11မှာပေါ့နော်နောက်ထွက်တဲ့ဒီ animation လေးတစ်ခုပေါ့ဆရာတို့ဒီ restore down button လေးကို mouse လေးတင်ထားလိုက်မယ်ဆိုရင် split screen လေးပေါ်လာတွေ့ရဒါလေးဘာလို့ခေါ်လဲဆိုရင် split screen လို့ခေါ်တယ်ဆရာလက်ရှိသုံးနေတဲ့ဒီ computer မှာဖွင့်ထားတဲ့ active ဖြစ်နေတဲ့ window လေးရှိတယ်တွေ့လားအဲ့ဒီ window တွေနဲ့တပြိုင်တည်းဒီ monitor တစ်ခုထဲမှာတွဲပြီးသုံးချင်တယ်ဆိုအဲ့ဒီ split screen သုံးလို့ရတယ်နော် restore down ပုံမှန်တိုင်းတစ်ချက်နှိပ်လိုက်တယ်ဆိုရင် monitor ရဲ့အပြည့်မပေါ်ဘဲနဲ့ window ရဲ့ form ကို frame ကိုသူကခြုံပေးလိုက်တယ်ကြတော့အဲ့ဒီနေရာလေးထိလိုက်တယ်ဆိုသူကချက်ချင်းပါဖြစ်သွားလို့ဆို maximize ဖြစ်သွားဟုတ်ပြီနော်သူလေ click တစ်ချက်ပြန်လိုက်ရင် window က monitor အပြည့် full form ပြန်ဖြစ်သွားနားလေလားကိုကတကယ်လို့ဒီဥစ္စာတွေပေါ့နော်တပြိုင်တည်းသွားပြီး access လုပ်ချင်တယ်ကြည့်ရှုချင်တယ်ဆိုရင်ဒီ split screen method ကလေးသုံးရတယ်ဟုတ်ပြီလားဒီမှာဆိုရင်ဆရာတို့သုံးထားတာ application တစ်ခုနှစ်ခုသုံးခုရှိတယ်ပေါ့နော်အဲ့သုံးခုလုံးတပြိုင်တည်းကြည့်ဖို့အတွက်ဆရာတို့ဒီကောင်လေးသုံးကြည့်လိုက်မယ်တွေ့လား1ဟုတ်ပြီနော်2မှာကြာဆရာတို့ဘယ်ကောင်လေးသုံးမလဲပေါ့ဟုတ်ပြီဆရာဒီအပွားကောင် notepad လေးသုံးမယ်3မှာကြာတော့ဒီကောင်လေးသုံးမယ်နားလည်လားဒါလေး split screen လို့ခေါ်တယ် okay ဟုတ်ပြီနော်
ကောင်းပြီသူကတော့ restore down လိုက်လိုက်တဲ့အချိန်ကျမှအဲ့ပေါ် mouse လေးတင်လိုက်တဲ့အချိန်မှာပေါ်လာတာเนาะနားလည်လားကောင်းပြီဒီနေရာကျတော့ဆရာတို့ website address ပေါ့ကိုသုံးချင်တဲ့ website တွေကိုဒီနေရာမှာရိုက်ထည့်ပြီးတော့ရှာဖွေရမယ်အဲဆိုလို့ရကွာ website Facebook သုံးချင်တယ်ဆိုရင် www.facebook.com ဆိုပြီးရိုက်ထည့်ရနားလည်လားဟုတ်ပြီကျတော့သူ့ရဲ့ tab အတိုင်းပဲမှာเนาะ new tab ဆိုပြီးပေါ်လာတယ်ဆရာဒီအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်တယ် new tab ဆိုပြီးပေါ်လာဟုတ်ပြီနော်အဲ new tab အောက်မှာ search ရှာဖွေပါတော့မဟုတ် enter web address website internet လိပ်စာလေးကိုဒီနေရာမှာထည့်သွင်းပါတဲ့ဟုတ်ပြီလားအဲ့တော့ကိုသုံးချင်တဲ့ website ကို direct ရိုက်ထည့်ရင်ရိုက်မထည့်ဘူးဆိုရင် browser က auto သတ်မှတ်ထားပြီးတဲ့ search engine တစ်ခုနဲ့သူက data တွေရှာဖွေပြီးလို့ရဟုတ်ပြီ web address ရဲ့အောက်မှာကြာပါလေးရှိမလဲဆိုကြတော့ bookmap ပါလေးရှိမယ် thank you ဘာလေးခေါ်လဲဆိုတော့ bookmap ပါ bookmap လောက်တယ်ဆိုတော့ဘာလဲဆိုတော့သမီးတို့စာအုပ်တစ်အုပ်ဖတ်လိုက်တယ်ပေါ့ကိုဖတ်နေတဲ့စာအုပ်က10မျက်နှာလောက်ရောက်သွားတော့ဆရာတို့အပြင်ခဏသွားခြင်းတယ်ဒါမှမဟုတ်အပေါ်ပါသွားခြင်းတယ်ကွာစာအုပ်ဆရာတို့အမှတ်အသားလေးတစ်ခုလုပ်ပြီးတော့စာအုပ်ပြန်ပိတ်ခဲ့တယ်အဲ့ဒီလိုအမှတ်အသားလေးလုပ်လိုက်ခြင်းအပြင်ကိုပြန်လာတဲ့ချိန်မှာဒီစာအုပ်ကအမှတ်အသားလေးရှင်အဲ့ဒီနေရာနေပြန်စားဖတ်လို့ရတယ်တဘောပါလားအဲ့တော့ bookmap လုပ်တယ်လို့ခေါ်တယ်နားလဲနော်ကောင်းပြီဆရာအခုအဲ့ YouTube ကနေပြီးတော့ဆရာ Justin Bieber အကြောင်းရှာတာမယ်ကွာ Justin Bieber အကြောင်းရှာတာမယ်အဲ့တော့ဆရာဒီအများတန်းဒီ Justin Bieber ရဲ့တခြင်းကိုအများတန်းနားထောင်တာမဟုတ်ဒီတခြင်းလေးကိုဖွင့်ထားလိုက်မယ်ဟုတ်ပြီနော်ဖွင့်ပြီးသွားရင်ဆရာဘာလုပ်မလဲဆိုရင်ဒီတခြင်းအများတန်းနားထောင်လို့ရအောင်လို့ခဏခဏရှာနေကြမလို့အောင်သူ့ကိုဆရာကဘာလုပ်လိုက်မလဲဆိုရင် favorite ပါမှာ bookmark ထည့်ထားလိုက်မယ်တွေ့နော်အဲ့ဒီကောင်လေးဆရာဒီကျေပုံလေးကိုကလစ်တစ်ချက်နဲ့လိုက်တယ်သူ့ကို favorite အနေနဲ့ add ပေါင်းထည့်မယ် Justin Bieber goes YouTube ဘယ်နေရာမှာထားမှာလဲဆိုတော့ favorite ဘာဆိုတဲ့နေရာမှာထားမှာဒါမှမဟုတ် bookmark ဘာဆိုတဲ့နေရာမှာထားမှာပေါ့နော်တော့ပါလားဟုတ်ပြီဆရာ favorite ဘာဆိုတာလေးရွေးပြီးတော့ done ဆိုပြီးနေလိုက်တော့ပါနော်ကောင်းပြီဆရာ web browser ကြီးတစ်ခုလုံးဆရာပိတ်ချလိုက်မယ် web browser ကြီးတစ်ခုလုံးပိတ်ချပြီးမှ browser ကိုရော computer တွေပါသုံးကြရှိရသုံးမယ်ကွာပြီးတော့ browser သုံးတော့မယ် browser လေးပြန်ဖွင့်မယ်ဖွင့်ပြီးသွားရင်အဲ့နေရာမှာဆရာ bookmark လောက်ထားတဲ့ကောင်လေးပေါ်လာတွေ့ရပြီလားဒါလေးက bookmark လောက်ထားတာပေါ့နော်အဲ့တော့ bookmark လောက်ထားတာဖြစ်တဲ့အတွက်ဆရာအဲ့ကောင်လေး click တစ်ချက်နဲ့လည်းဆရာရှာဖွေပြီးတော့ bookmark လောက်ထားတဲ့နေရာကို automatic ပြန်ပြီးတော့ရောက်သွားတယ်နားလည်လားအဲ့တော့ bookmark လောက်ထားတာကိုဖြတ်ချင်တယ်ဆိုရင်ဆရာတို့ဒီမှာရှိနေတဲ့ကျေပုံလေးကို click တစ်ချက်နှိပ်ပြီးတော့ remove ဆိုပြီးလုပ်လိုက်ရင်လည်းရတယ် see ဒါဆိုဆရာတို့ new tab ကိုခေါ်လိုက်ပြီးခုနဟာလေးပြတ်သွားနားလည်လားဘောပါနော်ကောင်းပြီ bookmark ဘာလို့ခေါ်တာပေါ့ဒီနေရာလေးကိုအခုကတော့အခေါ်ပါနဲ့ပြောင်းသွားလေးရှိတယ် favorite ဘာလို့လဲခေါ်တယ်တဘောပါလားတမိကြည့်ထားမှာပါလဲဆိုတော့ဒါ bookmark လုပ်တယ် favorite လုပ်ကိုလိုချင်းဥစ္စာလေးတွေကိုဘုံပြန်ပြီးတော့ခဏခဏရှာကြမလို့ဒီနေရာမှာမှတ်သားထားလို့ရတယ်ဟုတ်ပြီနော်တဘောပါလားမသိဘူး okay အဲ့တော့ဒါလေးက tab တွေအမျိုးသားအများကြီးခွဲသုံးလို့ရတယ်ကိုကြိုက်တဲ့လောက်အများကြီး access လုပ်ထားလို့ရတယ်ဟုတ်ပြီလားအဲ့တော့ data တွေအများကြီးတခါတည်းရှာဖွေခြင်းတဲ့အချိန်မှာဒီ tab တွေကိုခွဲထုတ်ပြီးတော့သုံးလို့ရတယ်ဟုတ်ပြီအဲ့တော့ browser တွေအမျိုးသားအများကြီးရှိရပေါ့နားလည်လားသူ original ပါလာတဲ့ဒီ Microsoft Edge browser ကိုဆရာကမသုံးချင်ဘူးဟုတ်ပါလားတခြား browser လေးသုံးချင်တယ်ဘာတွေရှိမလဲဆိုရင်ဆရာတို့ Chrome browser ရှိမယ် Firefox browser ရှိမယ် Opera browser ရှိမယ်စသဖြင့်ပါနော်အဲ့တော့ browser တွေအမျိုးသားအများကြီးရှိတယ်ဒီထဲမှာဒီ၃မျိုးတော့ဆရာတို့အသုံးအများဆုံးပေါ့နားလည်လားအဲ့တော့အဲ့ဒီကောင်လေးကိုဆရာတို့ဘယ်ကနေပြန်ရှာမလဲဆိုရင် internet ကနေပဲရှာမယ် internet ကနေရှာဖို့အတွက်သူတို့ဘယ်နေရာမှာသွားပြီးရှာရမယ်ဆိုတော့မသိရင်ဆရာတို့ search engine တစ်ခုခုအသုံးပြုပြီးရှာရမယ်ဟုတ်ပြီနော် search engine တစ်ခုခုအသုံးပြုပြီးတော့ရှာမယ်အဲ့တော့ဒီ original ပါတဲ့ဘေးရင် browser နေပဲဆရာနောက်ထပ် other browser တွေကိုဒီ computer မှာသွားပြီးတော့ download လုပ်မယ်ပြီး installation လုပ်မယ်နားလည်နော်ကောင်းပြီဆရာခုလက်ရှိဒီ Google ဆိုတဲ့ကောင်လေးကိုရိုက်ရှာလိုက်တယ် Google internet စာမျက်နှာကြီးကြာလာတယ် Google က internet search engine တစ်ခုဖြစ်တဲ့အတွက်ကိုလိုချင်တဲ့သတင်းအချက်အလက်တွေအားလုံးဒီ search box ကနေရိုက်ထည့်ပြီးတော့ရှာဖွေလို့ရတယ်ကောင်းပြီဆရာက Google ကုမ္ပဏီကထုတ်တဲ့ Chrome ဆိုတဲ့ browser လေးကိုရှာလိုက်မယ်ဟုတ်ပြီနော် Google Chrome computer set လည်းပဲဆင်သူက operation system မှာထုတ်တာဟုတ်ပြီနော်သူက internet စာမျက်နှာကိုကြည့်ရှုနိုင်တဲ့ web browser တစ်ခုဖြစ်တဲ့ Google ကနေဖန်တီးခဲ့တာဟုတ်လားဘယ်ကနေ beta version 2008ခုနှစ်ကနေစပြီးတော့ထုတ်ပေးခဲ့တာနားလည်လားလက်တလုံးမှာ Windows operation system အတွက်သာဖြစ်တော့ Google အသစ်များထည့်ထွက်ရှိမှုဖြစ်ကြောင်းကြေညာထားတဲ့ဆို Google တကယ်တော့ operation system မျိုးစုံအတွက်ထုတ်ထားပြီးသားပါဟုတ်ပြီနော်ဟုတ်ပြီဆိုတော့
ဒီ Google Chrome ကိုဆရာတို့ computer မှာစပြီးတော့ install လုပ်ထည့်သွင်းတော့မယ်အဲ့တော့ operation system နဲ့ပတ်သက်ပြီးတော့ဆရာတို့ကသွားရမယ်ဆိုရင် application တွေတော်တော်များများဆရာတို့ internet ကနေ download ရယူပြီးတော့ installation ပြန်လုပ်ရတယ်ဆိုတော့ဒီ operation system နဲ့ကိတ်ညီတဲ့ software တစ်ခုကိုဆရာတို့ထည့်သွင်းတက်ဆင်ပြီးမှအသုံးပြုလို့ရတယ် install လုပ်တယ်ဆိုတော့ထည့်သွင်းတက်ဆင်တာကိုပြောတာနားလဲလားကောင်းပြီအခုဆရာတို့ဘယ်လိုလေးသုံးမလဲဆိုတော့ဒီ Google Chrome ကိုရှိတ်ရှာလိုက်တယ်ပြီးရင် Google Chrome Fast and Clear web browser လေးကို download လုပ်နားလဲနော်ဒီမှာ download Chrome ဆိုပြီးပေါ်နေတွေ့လားအဲ့ဒီ download Chrome ဆိုတာလေကဘာအတွက်လဲဆို Windows 11သို့မဟုတ် Windows 10 64-bit operation system အတွက်ဆိုရင်ဒီမှာ download လုပ်လို့ရပြီဒါပေမဲ့ကိုယ့်ရဲ့သုံးထားတဲ့ operation system Windows 10သို့မဟုတ် Windows 11မဟုတ်တာဒါမှမဟုတ် Windows 64-bit မဟုတ်တာဆိုရင်အာသာဥစ္စာတွေကိုလည်းတွားပြီးတော့ရှာဖွေလို့ရတယ်နားလည်နော်အခုလက်ရှိတော့ဆရာတို့ကွန်ပျူတာမှာသုံးထားတဲ့ operation system Windows 11 64-bit ဖြစ်တဲ့အတွက်ဒီကောင်ကိုပဲ download ဆွဲလိုက်အောင်ပဲနားလည်နော်ဟုတ်ပြီပုံမှန်ဆိုရင်တော့ဒီ website တွေကဒီကွန်ပျူတာရဲ့ condition ကွန်ပျူတာမှာပါဝင်တဲ့အစိတ်အပိုင်းတွေကို automatic check up လုပ်ပြီးမှပေးတာပေါ့နော်ကောင်းပြီ share file download ဆွဲလိုက်တဲ့ကောင်လေးချက်ချင်းပြီးသွားတွေ့လားအဲ့တော့ download ဆွဲလိုက်ရင် download ဆွဲလို့ပြီးသွားတယ် notification လေးကြာလာနော်အဲ့တော့ download ဆွဲထားတဲ့ file ကိုဆရာဘယ်ထဲမှာတင်တာလဲသိချင် show in folder ဆိုတဲ့ကောင်လေးနှိပ်လို့ရတယ်ဒီ file ကို download ဆွဲလိုက်တာမဟုတ်ဘဲနဲ့သူကသူ automatic download ဆွဲလိုက်တာဥမာကိုရဲ့ permission မဟုတ်ဘဲနဲ့ကြော်ညာတို့ဘာတို့ကနေပေါ်ဝင်လာတဲ့ application တစ်ခုခုဖြစ်နေခဲ့လို့မလိုချင်ခဲ့ဘူးဆိုရင်လည်းဒီအမိတ်ပုံလေးနှိပ်ပြီးတော့ဖြတ်ပစ်လိုက်လို့ရတယ်အမေဆရာတို့အခုလက်ရှိ down ထားတဲ့ကောင်တော့ကိုယ်တိုင်ကိုကြ down ထားတဲ့ကောင်ဆိုတော့သူလေးကဘယ်နေရာမှာဖွင့်လဲကြည့်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ show in folder ဆိုတဲ့ကောင်လေးနှိပ်လိုက်တယ်ဆရာတို့ကမှာ Chrome setup ဆိုပြီးပေါ်လာတွေ့လား Google update setup ဆိုပြီးတော့ file description အနေနဲ့ပေါ်တယ်ဟုတ်ပြီနော်ဆရာတို့အဲ့ဒီ file လေးပေါ်မှာဆရာတို့ right click နှိပ်မယ်ဟုတ်ပြီနော်အဲ့ဒီ file လေး right click နှိပ်ပြီးရင်သူ့ကိုဘာလုပ်မလဲဆို run as administrator ဆိုတဲ့ကောင်လေးနဲ့ဒီ setup file လေးကို run ခိုင်းမယ်ဆိုတော့ဒီသူ့ကိုဆရာတို့ run ခိုင်းလိုက်တယ်ဖွင့်လိုက်တဲ့သဘော installation လုပ်ဖို့အတွက် package file ကိုခြေချလိုက်တဲ့သဘောပေါ့နော်ဟုတ်ပြီဆရာတို့ခုန UAC မှာ yes ဆိုတဲ့ဟာလေးပေးပြီးသွားရင်ဒီမှာသူ Google Chrome စပြီးတော့ installation လုပ်နေဟုတ်လေလားဟုတ်ပြီ internet download speed ပေါ်မူတည်ပြီးတော့ဒီကောင်လေးကနေတာရှိမယ်မြန်တာရှိမယ်ဆရာတို့ခုနတွန်းလိုက်တဲ့ကောင်လေးကို install စပြီးတော့သူလုပ်သွားပြီးတော့မယ်ဘယ်ဟာကိုတွင်းနေရလဲဆိုတော့ Google Chrome web browser ကိုစပြီးတွင်းနေတာနားလည်နော်အဲ့ဒီနီးနဲ့ပဲဆရာတို့ Microsoft ကထုတ်တဲ့ Edge ကိုမသုံးချင်ဘူးဆိုရင်တခြားသော web browser တွေကိုဒီလိုမျိုး internet ကနေရယူပြီးတော့သုံးဆွဲလို့ရတယ်ဟုတ်ပြီနော်လောလောဆယ်တော့ဆရာတို့ Chrome ဦးဆုံးပြီးအောင်တွင်မယ်ပြီးရင် Firefox နဲ့ Opera ကိုဆက်ပြီးတော့တွင်မယ်နားလည်လားအဲ့တော့ browser တစ်ခုချင်းစီမှာအားသာချက်အားနည်းချက်လေးရှိတယ်သုံးရတဲ့ဟာလည်းအတူတူပဲသူရဲ့ appearance လေးကွဲသွားတာရှိမယ်သူရဲ့ interface လေးကွဲသွားတာရှိမယ်အခေါ်အဝေါ်နဲ့ usage ကအတူတူပဲဟုတ်ပြီနော်အဲ့တော့ browser တစ်ခုကိုသုံးတဲ့ရင်ကျန်တဲ့ browser တွေအကုန်လုံးလည်းအတူတူပဲသုံးတတ်တယ်နားလည်နော်ကောင်းပြီခုနကသူ download ဆွဲလို့ပြီးတော့ဘာလုပ်လဲဆိုတော့စာပြီးတော့ထည့်သွင်းတက်ဆင်တယ်ဘယ်ထဲမှာထည့်သွင်းတက်ဆင်နေရလဲဆိုသူ Google Chrome လေးကို Windows 11 operation system တွေမှာထည့်သွင်းတက်ဆင်လိုက်တာအဲ့တော့ software တစ်ခုထည့်သွင်းတက်ဆင်လို့ပြီးသွားပြီဆိုမှအဲ့ဒီ software ကိုဆရာတို့သုံးလို့ရတယ်နားလည်နော်ကောင်းပြီဆရာတို့ဒီမှာသူ့ရဲ့ဥစ္စာလေးတွေဆရာခဏတော့ skip လုပ်လိုက်မယ်နော် skip လုပ်လိုက်ပြီးရင်ဆရာတို့ဒီနေရာမှာဘာလေးပေါ်လာလဲဆိုတော့ Google Chrome web browser ကြီးပွင့်လာတယ်လားသူစီမှာလည်းဆရာတို့ tab bar ရှိတယ် tab လေးတွေခွဲထုတ်လို့ရတယ် see tab bar ရဲ့အောက်မှာဘာလေးရှိမလဲဆိုတော့ Google search Google ရော type as URL Google ဆိုတဲ့ကုမ္ပဏီကသူက search engine မှာထုတ်ထားတဲ့ကုမ္ပဏီအဲ့တော့သူ့ရဲ့ default search engine က Google search engine ကိုပဲသုံးဖို့အတွက်ထားပါမယ် Microsoft Edge က Microsoft ကုမ္ပဏီကထုတ်တဲ့ web browser နားလည်လားအဲ့တော့ Microsoft ကိုဆရာတို့ဖွင့်လိုက်ပြီဆိုသူကဘာနဲ့ဘာ search engine ကို counter ထားပြီးလဲဆိုတော့ Microsoft Bing ကို counter ထားပြီးထားတာပဲတဘောပါလား Microsoft ကုမ္ပဏီကလည်း Bing ဆိုတဲ့ search engine ကိုထုတ်ထားတာရှိတယ်အဲ့တော့ Microsoft ကုမ္ပဏီကထုတ်ထားတဲ့ဒီ browser နဲ့သုံးပြီးတော့တစ်ခုခု direct ရှာလိုက်မယ်ဆိုရင် Bing နဲ့ရှာပြီးနားလည်လားဟိုမှာwhat is your beauty enter အဲ့တော့သူကဘာနဲ့ရှာပြီးလဲဆိုတော့ Microsoft Bing search engine ကနေပြီးတော့ဆရာတို့ information တစ်ခုသူကရှာပေးလိုက်နားလည်နော်ကောင်းပြီဒီမှာကြောက် Google Chrome ကထုတ်ထားတဲ့ web browser ဖြစ်တဲ့အတွက်ဆရာတို့ရှာလိုက်enter
သူကဘယ်ကနေရှာပေးလဲဆိုတော့ Google Chrome Google ဆိုတဲ့ search engine ကနေရှာပေးလိုက်တယ် search engine တွေကတစ်ခုနဲ့တစ်ခုအသုံးပြုရတာအတူတူပဲဒါပေမဲ့ရှာဖွေပေးတဲ့ result လေးကွဲသွားတယ်နားလည်လားကျွန်တော် Microsoft Bing ကနေပြီး what is computer ဆိုပြီးရှာလိုက်တဲ့ဟာရလက်ပေါင်းဘယ်လောက်ထွက်လာလဲဆိုရင်ဒီလောက်ရတယ်အချိန်တိုအတွင်းစက္ကန့်အတွင်းဘိန်းလေးအတွင်းမှာဆရာတို့ရှာလိုက်တဲ့ information နဲ့ပတ်သက်ပြီးတော့ result ပေါင်းဒီလောက်ပြန်ထုတ်ပေးနေတယ် Microsoft Bing Google ကြတော့ဘယ်လောက်ထုတ်ပေးလာလဲ0.38 စက္ကန့်အတွင်းမှာရလက်ပေါင်းဘယ်လောက်ထုတ်ပေးလာလဲဒီလောက်ပြန်ထုတ်ပေးတယ်အဲ့တော့ Google ပို့ပြီးတော့ရှာဖွေများပို့ပြီးတော့များရှာဖွေပေးနေတဲ့သဘောပေါ့နော်နားလဲလားဒါကြောင့်မို့ Google Chrome ကိုပို့ပြီးတော့အသုံးများကြတယ်ဘာလို့လဲဆိုအများကြီးပို့ပြီးတော့ရှာဖွေပေးနေတယ်နားလဲနော်ဒါအပြင်လည်းသူ့စီမှာပေးထားတဲ့တခြားသော service တွေလည်းရှိသေးတာပေါ့နော်အဲဒီအကြောင်းတွေတော့ AAC ရှင်းပြမယ်ကောင်းပြီဒါတွေကဆရာတို့ browser နှစ်ခုရှိသွားတယ်နားလဲလား Brahma browser ပါလဲဆို Microsoft Edge နောက်တစ်ခုက Google Chrome ကောင်းပြီကြာဆိုဆရာတို့တခြား browser လေးတစ်ခုခုထပ်ပြီးတော့ရှာဖွေကြည့်လိုက်မယ်ဟုတ်ပြီနော်တမီးခုလက်ရှိ browser နှစ်ခုဖြစ်သွားပြီဖြစ်တဲ့အတွက်ကြိုက်နဲ့တက်ရ browser ကိုဆရာတို့ယူပြီးတော့သုံးလို့ရပြီဟုတ်ပြီနော် Google Chrome ဖွင့်လိုက်မယ်ပြင်ရှာ Firefox ဆိုပြီးရှာလိုက် Firefox Firefox ပြင် enter ခေါက်လိုက်ဘယ်ကနေရှာမှန်းမသိတဲ့အချိန်မှာဒီ internet search engine တစ်ခုခုဆရာတို့အသုံးပြုပြီးရှာလိုက်တာ internet search engine က default အနေနဲ့ပါပြီးသားမလို့တစ်ခုရိုက်ထည့်လိုက်နဲ့ချက်ချင်းရှာပေးတယ်တွေ့လားအဲ့တော့ तू ကလည်းဗာလဲပဲဆိုတော့ तू ကလည်း open source ဖြစ်တယ်เนาะ free ပေးတဲ့ browser ဟုတ်လား Mozilla Foundation ရဲ့၎င်းရဲ့လက်အောက်ခံ Mozilla Corporation တို့မှာထုတ်လုပ်တာဟုတ်လား Firefox ကို Windows Mac နဲ့ Linux များအသုံးပြုနေတယ်ဆိုတော့မတူညီတဲ့ operation system အသုံးပြုရှင်အဲ့3မျိုးလုံးမှာဒီ browser ကိုအသုံးပြုလို့ရတယ်ပေါ့နော်ဒါကကျတော့ Chrome ပြီးရင်လူကြိုက်အများဆုံး browser ထဲမှာလည်းပါတယ်ဟုတ်ပြီလားအဲ့တော့ဒီနေရာမှာ mozilla.org ဆိုတဲ့ website လေးမှာ get Firefox for desktop ဟုတ်လားအဲ့တော့ဒီကောင်လေးကျတော့ click တစ်ချက်နဲ့လည်းဆရာတို့ computer address ကို download ဆွဲရမှာပေါ့ခုနကလည်း Chrome download ဆိုပြီးတော့ဆရာတို့ download browser ကို download ဆွဲတယ်အခုကျတော့ download Firefox နားလည်လားကိုယ့်ရဲ့ Firefox ကကိုယ်က English edition တွေလည်းမသုံးချင်လို့ other edition တွေတွားချင်တယ်ဆိုဒီနေရာမှာတွားပြီးရွေးချယ်လို့ရတယ်နားလည်လားဒါပေမဲ့ဆရာတို့ American မှာပဲနေတာဆို English လိုပဲသုံးမယ်ပေါ့နော် download Firefox okay အဲ့သူ download ဆွဲလိုက်ပြီဆိုရင်သူကဥဆုံးပါလို့မလဲဆိုရင်ထုံးစံတယ်မယ် download ဥဆုံးဆွဲမယ်ဟုတ်လား Firefox installer okay ဒီမှာ showing folder ပြီးတော့ဆရာတို့အဲ့ဒီကောင်လေးကိုတစ်ခါတည်း direct ဖွင့်နေနေဟုတ်ပြီနော်ဆရာဒီကောင်လေးကို showing folder ဆိုတဲ့ကောင်လေးထဲမှာတွားလိုက်မယ် Firefox installer install ဆိုတာထည့်သွင်းတက်ဆင်တာ installer ဆိုတော့သူကထည့်သွင်းတက်ဆင်ပေးမဲ့ကောင်ဘယ်ကောင်လဲဆိုတော့ Firefox web browser ကိုဒီ computer ထဲမှာထည့်သွင်းတက်ဆင်ပေးမဲ့ကောင်အဲ့ဒီကောင်လေးဆရာနောက်ခါ right click နိုင်မယ် run as administrator ဆိုပြီးတော့ရွေးလိုက်မယ်ဟုတ်ပြီနော်ပြီးသွားရင်ဆရာဒီမှာဒီကောင်လေးကတော့ UAC ခေါ်တာပေါ့နော် user account control ဒီ software လေးကမင်းဖွင့်လိုက်တာတေချာလားဒီ computer မှာတွားပြီးတော့ installation လုပ်မှတေချာလားလို့မေးတာသူကနော်သူက verify လုပ်တာပေါ့အဲ့တော့ဆရာတို့ကဘယ်လိုနည်းရဖြစ်သူပါကြီးပဲလမ်းမင်းနာမည်ဒီ software ကဆရာတို့ဒီ computer ထဲမှာထည့်သွင်းတက်ဆင်မှာဖြစ်တဲ့အတွက်ဒီကောင်လေးကို yes လို့နှိပ်ပေးလိုက်ဒါဆိုရင်ဒီဘာဖြစ်သွားမလဲဆိုတော့အဲ့ဒီ Firefox web browser လေးကိုသူစပြီးတော့ installation လုပ်တော့မယ်တွေ့လား now installing ဆိုပြီးတော့ internet ကနေ direct ရယူပြီး download ဆွဲပြီးတော့တွင်ပေးသွားတယ်ဟုတ်ပါနော်အဲ့တော့ software တစ်ခုခုကိုဆရာတို့ဘယ်ကောင်နေပဲတွားပြီးတွင်လိုက်ပါနော်ဒီကောင်လေးကို installation လုပ်ရတာပေါ့ဟုတ်ပြီလားbrowser တစ်ခုခုကိုအသုံးပြုပြီးသွားရင်ကျိန်းနေတဲ့ browser တွေလည်းဆရာတို့ဆက်ပြီးတော့သုံးလို့ရသေးတယ် easy ပဲကျိန်းနေတဲ့browser တွေအမျိုးအစားအများကြီးရှိတယ်ဟုတ်ပြီနော်အဲ့ဒီမှာကိုအတွက်ဘယ် interface လေးကကိုနဲ့ကိုက်ညီလို့အဲ့ဒီ browser သုံးချင်တယ်အဲ့ကောင် internet ကနေရှာဖွေပြီးတော့ရယူပြီးသုံးဆွဲတတ်ရမယ်နားလည်လားအဓိကအသုံးပြုတတ်ရမှာ search engine တွေကိုကောင်းကောင်းအသုံးပြုတတ်ရမယ်ဟုတ်ပြီလား search engine တွေနောက်ပိုင်းတော့ search engine တွေတိတ်ပြီးတော့မသုံးဖြစ်ကြတော့တော့မယ်တူပါဘာလဲဆိုတော့ AI ကအရန်ကိုမြင်လာပြီးတော့ AI ကနေပဲ direct သွားနေကြတာများတော့เนาะကောင်းပြီဆရာတို့အခု Firefox ဆိုတဲ့ web browser လေးရော installation လုပ်ပြီးသွားပြီဒါ Firefox web browser လေးဆရာတို့ဖွင့်လိုက်တာနားလည်နော်ဆရာလောလောဒီကောင်လေးအကုန်လုံး skip ပဲလုပ်ထားပေးလိုက်မယ်သူ information တွေမဖတ်ချင်တော့ပြင်းလို့ဟုတ်ပြီလား alright start browsing there you go အဲ့တော့ browser တစ်ခုစပြီးတော့တွားလိုက်တယ်ဒီနေရာမှာတွေ့လား search your enter address search ရှာဖွေပါသို့မဟုတ် enter address တစ်ခုကိုထည့်သွင်းပေးပါအဲ့တော့သူ့မှာလည်း tab bar လေးပါတယ်နော် website address bar ပါမယ်နော် bookmark bar ပါ
နားလည်လားအဲ့တော့ဒါတဲ့ Firefox web browser ပဲကိုတို့ချင်တဲ့အကြောင်းအရာတစ်ခုခုရှာတော့ရိုက်ထည့်ပြီးရှာလိုက်မယ်ဟို Opera ပေါ့ Opera browser ဘာလို့ရှာလို့ရှာလဲတဲ့ဟာလေးသူက default အနေနဲ့ Google search engine ကနေတုံးပြီးတော့ရှာပေးတယ် Opera web browser သူဒီလဲ web browser တစ်ခုဖြစ်တယ် Windows Mac နဲ့ Linux operation system တွေမှာအသုံးပြုနိုင်တယ်အဲ့တော့ browser တွေတော့အမျိုးအစားအများကြီးရှိတယ်ကိုကျင်းနေတဲ့ browser တစ်ခုမဟုတ်တစ်ခုပြောင်းသုံးရုံပဲနားလည်လားကောင်းပြီအဲ့တော့ internet သုံးဖို့အတွက်အခြေခံကဘာလို့အပ်မှာလဲဆိုတော့ web browser လို့အပ်မယ်နော် search engine တုံးတယ်အဲ့တော့ internet ကိုသုံးပြီးဆရာတို့ဘာတွေသုံးလို့ရတယ်ပေါ့နော် internet သုံးပြီးတော့ဆရာတို့ဘာတွေလုပ်လို့ရလဲဆိုရင်သတင်းအချက်လက်တွေရှာဖွေလို့ရမယ်သတင်းအချက်လက်တွေဖလှယ်လို့ရတယ် internet ကိုသုံးရတဲ့အကြောင်းရင်းတစ်ခုက communicate လုပ်ဖို့နဲ့သတင်းအချက်လက်ရှာဖွေဖို့ပဲနားလည်လား information နဲ့ communication တို့တည်တံ့ပဲဆရာတို့ internet ကိုသုံးတယ်ဟုတ်ပြီနော်တရားနဲ့တရားဆရာတို့ဟိုဘက်ဒီဘက်စကားအပြန်အလှန်ပြောလိုက်တယ်ဆရာကြီးက high ဆိုတဲ့ data လေးတစ်ခုကိုသူက internet ပုံတင်လိုက်တယ်ကိုပို့လိုက်တဲ့လူစီကို internet နဲ့တဆင့်ပြန်ပြီးတော့ပို့ဆောင်ပြီးဒါ data sharing လုပ်တာခေါ်တယ်ကိုသိချင်တဲ့အကြောင်းအရာတစ်ခုခုကိုကရှာဖွေလိုက်တယ်စာချင်းချင်းတုံးလို့ဖြစ်စေ Facebook ကပဲရှာလို့ဖြစ်စေ YouTube ကနေပဲရှာလို့ဖြစ်စေအဲ့ဒါသတင်းအချက်လက်တစ်ခုရှာဖွေတယ်လို့ခေါ် information တစ်ခုရယူလိုက်တာလို့ခေါ်တာเนาะ internet သုံးမယ်ဆိုတော့အဓိကအဲ့ဒီနှစ်ခုကိုကြမ်းကြမ်းကျင်ပိုင်ပိုင်နေနေတုံးတက်ထားတယ်နားလည်လားရမလားရပြီနော်တော့ internet သုံးမယ်ဘာတွေလိုအပ်မလဲဆိုရင်ဒီလို web browser လေးလိုအပ်မယ်အဓိကတော့ web browser လေးတွေဘယ်လိုတွားရမလဲမရှိခင်ဘယ်လို installation လုပ်ရမလဲဘယ်လိုသုံးရမလဲဆိုတော့သဘောပေါက်ထားအဲ့တော့ဒီကွန်ပျူတာမှာသုံးမဲ့ application တွေအကုန်လုံးဒီ web browser မှာမဟုတ်ဘူးเนาะတခြားသော application တွေကိုလည်းဆရာတို့အဲ့ဒီလိုမျိုး install လုပ်ပြီးတော့သုံးရပါတယ်နားလည်လားရမလားဟုတ်ပြီနော်internet သုံးဖို့တဲ့ first step ပေါ့ကိုဘယ်လိုလုပ်ရမလဲဆိုတာဘယ်လေးကိုတစ်ချက်ပြန်ပြီးတော့တွားကြည့်မယ်